အဘရေကြာတခါကနေဝင်ဤတရောအချိန်တစ်ခုမှာလူငယ်လေးတယောက်ဟာရွာဆက်မှာတယောက်ထဲနွားချောင်းနေခဲ့ပါတယ်လေတို့တန်ကလွဲလို့ဘာမှလည်းမကြားရစိတ်ဝင်တစားကြည့်စရာလည်းမရှိဒီလိုသာနေ့စဉ်ထက်တလဲလဲဖြစ်နေတော့သူပြင်းရင်ညီးငွေ့လာပါတယ်တရက်မှာတော့သူ့စိတ်ထဲမှာနောက်ပြောင်လိုတဲ့အကြံတစ်ခုရုတ်တရက်ပေါ်လာခဲ့ပါတယ်သူအသက်ကိုဝါရှူပြီးကြာလာပါအောင်ပြို့ကြားကြီးလာနေပြီးကဲကြပါအောင်ဆိုပြီးအာကုန်ဟစ်អော်လိုက်ပါတယ်တိတ်ဆိတ်နေတဲ့ရွာကလေးထဲမှာလူတွေအားလုံးဇက်ခနဲတုံသွားကြတယ်ပြီးတော့ချက်ချင်းပဲဒုတ်တွေဓားတွေဆွဲပြီးအမြန်ပြေးထွက်လာကြတယ်ဘယ်မှာလဲကြားကဘယ်မှာလဲလို့သူတို့အော်ဟစ်မေးမြန်းကြတယ်အဲ့ဒီအခါကောင်လေးကဘိုင်းနေရီမောပြီးကြားတကယ်မရှိပါဘူးဗျာအဘတို့ပြေးလာတာကိုကြည့်ကျင်လို့អော်လိုက်တာပါဗျာလို့ပြောပါတယ်ရွာသားတွေကဒေါသလဲထွက်ပင်လဲပင်ပန်းပြီးစိတ်ပြက်လက်ပြက်လှည့်ပြန်သွားကြပါတယ်ကောင်လေးကတော့အာနာစိတ်လည်းမရှိအပြစ်မကင်းစိတ်လည်းမဖြစ်ပါဘူးနောက်တစ်နေ့မှာသူကအရင်နေ့ကထက်အတန်ကိုပိုးကျယ်ပြီးကြာကဲကြပါဦးပြို့ဆိုပြီးထက်ဟစ်ပြန်ပါတယ်ရွာသားတွေကလည်းထိတ်ပြနဲ့အပူတပြင်းပြေးလာကြပြန်တယ်ဒီတစ်ခါလဲအရင်တစ်ခေါက်ကလိုပဲတကယ်ရှိမနေခဲ့ပါဘူးဒီတစ်ချိန်မှာတော့ကောင်လေးကိုရွာသားတွေကစူပူလိုက်ကြပါတယ်မင်းတာမျိုးနောက်တစ်ခါထက်မလိန်ပြောနေတော့လူမိုက်လေးရဲ့ဆိုပြီးပြန်သွားကြပါတယ်ရက်နှဲငယ်ကြာမှာတော့ညနေခင်းတစ်ခုမှာကောင်လေးနွားเจ้าနေတော့ထုပ်ထဲကနေကြားကြီးတက်ကောင်တကယ်ထွက်လာပါတော့တယ်သူ့ရဲ့မျက်လုံးတွေကအယောင်တောက်နေပြီးကြီးမားတဲ့ခန္ဓာကိုယ်နဲ့မြင်သာတဲ့ခြေလမ်းတွေမှာကြောက်မက်ဖွယ်ရာခြေသေးတွေနဲ့ပါကောင်လေးဟာကြားကိုလည်းမြင်လိုက်ရောထိတ်လန့်လုံးလို့အသက်ရှူရက်မလို့ပါပဲသူကတုံရင်နေတဲ့ကြားကအာကုန်သုံးပြီးတော့ကြာကဲကြပါဦးဗျအခုတကယ်ကြီးလာနေတာပါကူညီကြပါဦးဆိုပြီးအာကိုတကြီးအော်ဟစ်ပါတော့တယ်သူ့ရဲ့အကြိမ်အော်ဟစ်တန်တွေကပဲတင်ထက်နေခဲ့ပေမဲ့လည်းရွာကလေးကတော့တိတ်ဆိတ်နေခဲ့ပါတယ်ဘယ်သူမှထွက်မလာကြတော့ပါဘူးဒီလိုအတန်မျိုးသူတို့အကြိမ်ကြားခဲ့ဘူးပြီလေကောင်လေးဟာကူကယ်ရမဲ့တယောက်တည်းအော်ဟစ်ရင်းနဲ့ဒုတ်ကြီးထဲမှာတစထက်တစတိုးဝင်ပြောက်ွယ်သွားပါတော့တယ်အဲ့ဒီနေ့မှာကောင်လေးဟာသူ့ရဲ့လိန်ညာမှုအတွက်ကြီးမားတဲ့တန်ကြေးတစ်ခုကိုပေးဆက်လိုက်ရပါတော့တယ်သင်ခန်းစာမူတာဝါဒကိုအကြိမ်ကျူးလွန်လိန်ညာတတ်သူဟာအမှန်တရားကိုပြောတဲ့အခါမှာလဲလူတကာကမယုံကြည်ကြတော့ပါဘူး